WWDC ဆိုတာက Apple ရဲ့နှစ်စဉ်ကျင်းပနေကြ Worldwide Developer Conference ဖြစ်ပြီးခုလာမယ့် iPhone software upgrade တွေအတွက် feature အသစ်တွေကိုဒီပွဲမှာမိတ်ဆက်လေးရှိတယ်။အခုဒီနှစ်ရဲ့ WWDC မှာက Apple က presentation လေးတစ်ခုလုံးကြည့်လိုက်မယ်ဆိုတာနဲ့ AI နည်းပညာကိုနေ့စဉ်အသုံးပြုမှုတွေကိုပေါင်းစပ်ဖို့ကြိုးစားနေတဲ့ direction ကိုအဓိကပြသနေကြအောင်မြင်ရတယ်။ဒီ AI platform ကို Apple Intelligence ဆိုတဲ့နာမည်လှလှလေးပေးထားတယ်။ Apple Intelligence ဆိုတာက AI chat app တစ်ခုမဟုတ်ဘဲနဲ့ iPhone ထဲမှာနေ့စဉ်အသုံးပြုနေတဲ့ application တွေကို AI နဲ့ပေါင်းပြီးတော့အလုပ်လုပ်နိုင်အောင်လို့ပို့ပြီးတော့စွမ်းဆောင်နိုင်ကောင်းလာအောင်လို့ပြုလုပ်တဲ့ system တစ်ခုဒီ post တွေ message တွေ mail Safari စတဲ့နေရာတော်တော်များများမှာ AI စွမ်းရည်ပေါင်းထည့်လိုက်တယ်လို့ WWDC မှာဖော်ပြထားတယ်။ Apple ရွေချက်က AI app တစ်ခုဖန်တီးဖို့ဆိုတာထက် iPhone အသုံးပြုမှုတစ်ခုလုံးပို့ပြီးတော့ smart ဖြစ်လာအောင်လုပ်ချင်နေပုံရတယ်။လူအများဆုံးစိတ်ဝင်စားဆုံး feature တစ်ခုက Siri AI ဖြစ်နိုင်တယ်။ဒီ Apple က Siri ကိုအရင် voice assistant ပုံစံကနေပြီးတော့အခု intelligent assistant ပုံစံကိုပြောင်းလဲထားတယ်။ဒီ Siri AI ကစကွန်ပေါ်မှာမြင်နေရတဲ့ content တွေကိုနားလည်နိုင်တယ်။ဥပမာအဖြစ်ကိုက website တစ်ခုကိုဖွင့်